ထလေးနေမှာဂျီတွဲအောင်စင်းထွက်တော်မှာလားဂျီတွဲအောင်စင်းထွက်ပြေးလို့ပြောရင်ရင်မက်ထဲကဒိန်ငနဲ့ဖြစ်သွားတယ်မဟုတ်လားစတာပါဗျာမထွက်သေးပါဘူးဒါဆိုရင်ဘယ်နည်းထွက်မှာလဲဒါပေမဲ့ဂျီတွဲဖြီထားတဲ့သူတွေဒီရက်ပိုင်းအေးတွေပြက်ပြီးအောင်စင်းတွေရင်ခုန်နေမှဆိုတာကျွန်တော်ထပ်တူနားလဲပါတယ်ဘာကြောင့်လဲဆိုတော့ဖြေနိုင်မဖြေနိုင်အိမ်ကလူတွေမမေးရင်တောင်ဘေးအိမ်နဲ့ပတ်ဝန်းကျင်ဆွေမျိုးတွေမေးတာကြောင့်စိတ်ညစ်နေရလို့ပါအိတ်ခါနီးဖုံးနှုံးရင်တောင်တရင်အသူတွေနဲ့ကောလာဟလာတွေကြောင့်ရင်တုန်နေရတာဖြေဆိုထားတဲ့ចောင်းသားတွေရဲ့ခံစားချက်ပါပုံမှန်ဆိုရင်စာမွဲပြီးတာနဲ့အစာစစ်အမှတ်စင်းတွင်းမှု3လကနေ4လနီးပါအချိန်ယူရပါတယ်အခုဇွန်လလေးရောက်နေပြီဆိုတော့အဖြေကတော့ရှင်းပါတယ်ကြည်တွဲအောင်စင်းတွေကိုဇွန်လလယ်တို့မဟုတ်ဇွန်လကုန်တွေမှာထွက်ဖို့ရခိုင်တို့အများဆုံးပါအောင်စင်းမထွက်ခင်စကြမှာတငယ်ကျွန်းနေနဲ့ကုံဆုံးမှာခီးထွက်ပါအမှတ်တွေအများကြီးရပါမလားဂုံလူရပါမလားဆိုပြီးအများကြီးစိုးရိမ်မနေပါနဲ့ပြည်မှုတွေကြိုတင်လုပ်ထားပါဘာကြောင့်လဲဆိုတော့အောင်စင်းထွက်ပြီးရင်တက်ကူကိစ္စနဲ့ရှုပ်တော့မှာမို့အခုချိန်မှာစေးလေးနဲ့အနားယူဖို့အကောင်းဆုံးပါကဲအောင်စင်းထွက်ရင်ဂုံလူဘယ်လောက်ရမယ်လို့ခံမှန်းထားလဲကိုမမပြောကြအောင်နော်ပညာရေးဆိုင်ရာဘုဒ္ဓဓာတွေကိုသိရှိဖို့အကောင်လေးကို follow လုပ်ပြီးအသေးလေးပေးဖို့မမေ့နဲ့နော်